ခေရတော့ငေကိုင်းကနေရပဲကိုယ့်ရဲ့စိတ်ကူးအိမ်မက်ထဲကအိမ်လေးကိုစောက်ဖို့လို့အတွက်ရိုက်ရည်ပြေးဖြစ်နေပြီလားဒါမှမဟုတ်အိမ်ဆောက်ဖို့တော့ပတ်စံရှုထားပြီဒါပေမဲ့ရှုထားတဲ့ပတ်စံငေငယ်အိမ်ဆောက်တဲ့အခါမှာဘယ်ကနေစလို့ရမလဲဆိုတာကိုမသိဘူးဆိုတာမျိုးဖြစ်နေရတာဒါမှမဟုတ်အရှိကောင်ကအတွေ့အကြုံတွေလည်းရှိရဲသူများတွေပြောကြရဲကြားဘူးရဲဆိုတာတွေကိုယူကြည့်ပြီးတော့အိမ်ဆောက်တဲ့အခါမှာအရင်ခံရမအောင်စိုးရိမ်နေပြီလားဒီနေ့တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးသွားရင်ကျွန်တော်တို့အိမ်ဆောက်တဲ့အခါမှာဘယ်ရစသင့်လဲဘယ်လိုမျိုးစီစဉ်သင့်လဲဘယ်ဟာတွေရောလိုအပ်တယ်ဆိုတာတွေကိုတော်တော်များများသိရှိသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်တော့အဆုံးထိလိုက်ကြည့်ပေးပါဦးခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုရင်တော့ပစ္စည်းကိန်းကအကက်ကြကြီးဘလောက်ပဲများများကိုယ့်ရဲ့အိမ်လေးကိုကုန်ကြကိန်းအတွက်ကောပစ္စည်း quality တွေအရေးသွေးတွေကောဆောက်လုပ်ရေးကုမ္ပဏီတွေထွက်ပြေးမှမပြေးမှကြီးဆိုတာရဲ့အတွက်ကောဘာမှစိုးရိမ်ကြရစိတ်ပူကြမလို့ပဲနဲ့စိတ်ချမ်းသာနဲ့ဘယ်လိုဆောက်ရမလဲဆိုတဲ့နည်းလမ်းတွေကိုသိသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်တော့အဆုံးထိကြည့်ပေးဖို့ပြောချင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ဈေးကြောင်းမပြောခင်အိမ်ကောင်ကိုကိဆောက်တဲ့အခါမှာဘာကြီးပြင်ဆင်ရလဲအရင်ဆုံးဘာကြီးလုပ်ရလဲဆိုရင်ပြင်ဆင်မှုတွေအကြောင်းကျွန်တော်ရှင်းပြချင်ပါတယ်အိမ်ကောင်ကိုကြည့်ကြတဲ့ကုန်ကြခေကောက်လို့ရတာကဆိုရင်ရပါတယ်ကျွန်တော်တို့ရဲ့ engineer ပညာရပ်မှာကုန်ကြကိတ်ခံမှန်းတွက်ချက်ခြင်းဆိုတဲ့ဘာသာရပ်ပါဝင်ပါတယ်အဆောက်အဦတစ်ခုဆောက်တဲ့အခါမှာဒီကမြေပငယ်အိတ်ကုန်မယ်တဲပငယ်ချင်းကုန်မယ်အုပ်ပငယ်ချက်ကုန်မယ်တန်ပငယ်ကန်ကုန်မယ်စသဖြင့်ဒါကြီးကဘလောက်ကုန်မယ်ဆိုတဲ့ကုန်ကြကိတ်တွေကိုအလေးအကျင့်ဖြစ်နိုင်ခြေတွေကိုပါထည့်စဉ်းစားထားပြီးတော့အတိအကျကြိုပြီးခံမှန်းတွက်ချက်ထားလို့ရပါတယ်ဒါပေမဲ့အဲ့လိုတွက်ချက်ဖို့အတွက်ဒီအိမ်က foundation ကဘယ်လိုချမယ်တန်ဘယ်လိုသုံးမယ်အခန်းဘယ်လိုဖွဲ့မယ်ဆိုတာတွေကိုအတိအကျဒီဇိုင်းဆွဲထားတဲ့အာခီဒီဇိုင်းတွေကိုအပ်မယ်ပြီးရင်အဲ့ဒီအာခီဒီဇိုင်းပေါ်မှာခိုင်ခန့်မှုကခိတ်ချရမယ် safe ဖြစ်စေတဲ့ငလင်ငန်းခန်း structure ဒီဇိုင်းတွေကိုအပ်ပါတယ်ဒီလိုအချက်တွေကိုရဖို့ထပ်ပြီးတော့လိုအပ်တာကတော့မိတ်ဆွေရဲ့အိမ်လေးကိုဘယ်လိုလေးလိုချင်တာလဲဆိုတဲ့စိတ်ကူးအိမ်မလေးရဲ့နောက်ပြီးတော့ဒီအိမ်ရဲ့အတွက်ပတ်စံဘလောက်သုံးညင်တာလဲဆိုရယ် budget range လေးရယ်မိတ်ဆွေကြီးကောင်းမဲ့မြေငရာပေါ့နော်ဒီမြေငရာရဲ့မြေကြီးရဲ့သဘောတော်ဝါကိုတီးဖို့လို့စမ်းသပ်ရရင်မြေစမ်းသပ်ချက်ကြီးရယ်ဒီမြေစမ်းသပ်ချက်ကြီးမှာဆိုရင်တော့ဒီမြေကဘလောက်တန်အောင်ခံနိုင်တယ်လဲဘလောက် weight ကိုခံနိုင်တယ်လဲဒီမြေကဘာမြေအမျိုးအစားဖြစ်တာလဲတဲမြေကနှုံးမြေကရှုံမြေကစသဖြင့်မြေရဲ့အမျိုးအစားတွေမြေရဲ့ခံနိုင်ရည်တွေမြေအငက်ပငက်ပေးမှာဘလောက်ကိုခံနိုင်ငယ်ဆိုရဲစမ်းသပ်ချက်ကြီးလိုအပ်ပါတယ်အဲ့စမ်းသပ်ချက်ကြီးရဖို့အတွက်ကျွန်တော်တို့က sign gas ဆိုတဲ့လုပ်ငန်းစဉ်ကိုပထမဆုံးလုပ်ရပါတယ်ခင်ဗျာဒီမှာဆိုရင်ကျွန်တော်တို့က sign gas ပေါ့နော်အဆောက်အဦတစ်ခုကိုစတော့မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးလုပ်လို့ရှိရတော့ sign gas ပါပဲအဆောက်အဦကိုကျွန်တော်တို့မြေပြင်ကိုဆင်းကြည့်လိုက်တယ်ဆင်းကြည့်ပြီးဒီမြေနေရာမှာကျွန်တော်တို့ sign gas ကိုဘယ်လိုလုပ်မယ်ဆိုရဲ sign gas ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးတော့ sign gas လုပ်ရတယ် sign gas ဆိုတာဒီမြေကြီးရဲ့ခံနိုင်ရည်အားတွေဒီမြေကြီးရဲ့သဘောတဘာဝတွေအကုန်လုံးတစ်ခွဲခန်းနေမြေပြင်စမ်းသပ်ချက်တွေနဲ့စမ်းသပ်ပေးတာဖြစ်ပါတယ်ဒီစမ်းသပ်ချက်ရမှာပဲဒီမြေကဘယ်လောက်ခံနိုင်လဲဆိုတာသိပြီးတော့မှအဲ့မြေပေါ်မှာအဆောက်အဦကိုဘယ်လိုกินမလဲဆိုတာကိုထပ်ပြီးတော့ဆုံးဖြတ်ရမှာဖြစ်ပါတယ်အဲ့ sign gas လုပ်နေတဲ့အချိန်တပြေးညီမှာပဲကျွန်တော်တို့ဘာထက်လိုပါလဲဆိုရင်အာခီဒီဇိုင်းဆွဲပါတယ်ဒီအာခီဒီဇိုင်းဆိုတာကတော့မိတ်ဆွေရဲ့အိမ်မှာအခန်းကဘယ်နှခန်းပါချင်တာလဲအခန်းတွေကိုဘယ်လိုဝင်နေတာလဲဘယ်လိုထွက်ချင်တာလဲဘာတွေပါချင်တာလဲဆိုရဲလိုချင်တဲ့မိတ်ဆွေရဲ့စိတ်ကူးအိမ်မက်တွေအကုန်လုံးကိုကျွန်တော်တို့ဒီဇိုင်းထဲမှာထည့်သွင်းရေးဆွဲထားရမယ်ဒီဇိုင်းပုံတွေကိုပြောချင်တာပေါ့နော်ဒီဒီဇိုင်းပုံတွေကအသေးစိတ်အပြင်ကမြင်ရမယ့်ပုံတွေအတွင်းအခန်းထဲမှာမြင်ရမယ့်ပုံတွေအခန်းတွေရဲ့အတိုင်းအတာတွေစသဖြင့်အကုန်လုံးပါဝင်တာဖြစ်ပါတယ်နမူနာအဖြစ်ဆိုရင်ဒီလိုပုံစံလေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အရှိကနေမြင်ရရင်ဘယ်လိုမြင်ရမလဲဘေးကနေမြင်ရရင်ဘယ်လိုမြင်ရမလဲအကောင်းကနေမြင်ရရင်ဘယ်လိုမြင်ရမလဲအပေါ်ကနေမြင်ရရင်ဘယ်လိုမြင်ရမလဲစသဖြင့်ဘယ်လိုမြင်ရမလဲဆိုရဲပုံစံမျိုးစုံကိုကျွန်တော်တို့အာခီဂိမ်းကနေပြီးတော့အိရှင်နဲ့အသေးစိတ်တိုင်းပြီးတော့ရေးဆွဲပေးပါတယ်အဲ့လိုဒီဇိုင်းရေးဆွဲတဲ့နေရာမှာလည်းအာခီဂိမ်းနေနဲ့အိရှင်နေနဲ့ကိုကအိရှင်နေနဲ့ကိုငေမဲ့အိမ်ကိုစိတ်တိုင်းမကြမချင်းအချိန်ချင်းကိုလိုချင်တာကြီးတိုင်းမင်းပြီးတော့နောက်ဆုံးကိုစိတ်ရှင်နေတဲ့ဒီဇိုင်းလေးတစ်ခုကိုရလာမှာပါအဲ့ဒီဒီဇိုင်းလေးရလာပြီဆိုတဲ့အချိန်ကျတော့မှဒီဒီဇိုင်းရဲ့ဘယ်အုပ်ရိုးကိုခန်းဖို့လို့ဘယ်နေရာမှာကိုင်းလို့ရဲ
ဘယ်နေရာကိုင်ငယ်ကိုခန်းဖို့ကဘယ်နေရာ foundation လိုပဲ foundation မှာတော့ဒီမြေမျိုးကားပေါ်မူတည်ပြီးတော့တန်ဘလို့ခဲ့မယ်မြေကြီးဘလောက်တူးမယ်စသဖြင့်ဒီ plan ပေါ်မှာအသေးစိတ်ကိုချရမှာဖြစ်ပါတယ်ဒီအဆောက်အဦရဲ့ဒီအုပ်ရိုးရဲ့ဒီအဆောက်အဦရဲ့ကိုင်ငယ်ရှိမဲ့နေရာမှာတကယ်ကိုအတိအကျသူ့အတိုင်းလိုက်ပြီးတော့သူ့ကိုဝန်ခန်းပေးမယ် structure ကိုင်းကိုထပ်မံရွေးဆွဲရမှာဖြစ်ပါတယ်ဟို website မှာဆွဲထားပြီးသား structure ကိုင်းကိုဒီ website ကတုံးလို့မရပါဘူးဒီ site ဒီအိမ်ဒီအဆောက်အဦအတွက်တီးသန့်တွေ့ချတွက်ချက်ထားတဲ့ structure ကိုင်းနဲ့မှာပဲရမှာဖြစ်ပါတယ်ကျွန်တော်တို့ရတာမှာက3မျိုးဖြစ်ပါတယ်ပထမဆုံးကတော့ soil gas မြေကြီးကန့်သက်မှုပေါ့နော်ဒုတိယကတော့ကျွန်တော်တို့ archi ကိုင်းပေါ့ပြီးရင်တော့အဲ့ archi ကိုင်းပေါ်မူတည်ပြီးတော့တေချာတွက်ချက်ထားတဲ့ structure ကိုင်းရတာမှာဖြစ်ပါတယ်ဒီ3ချက်ရတာမှဒါကရင်ကျွန်တော်တို့ကဒီထဲမှာတော့ structure ကိုင်းကတော့ကျွန်တော်တို့ကိုတန်တော့ပငယ်ချောင်း3ခိုင်းထားတယ်ကြောက်တွေးရတော့ဘလို့ကောင်းခိုင်းထားတယ်စသဖြင့်ဒီမှာပါဝင်ထားတဲ့အချက်အလက်တွေပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ရဲ့ကုန်ကြမ်းဂိတ်တွက်ချက်တဲ့အဖွဲ့ကကုန်ကြမ်းဂိတ်ကိုအသေးစိတ်တွက်ချက်ကဖြစ်ပါတယ်ကုန်ကြမ်းဂိတ်တွက်ချက်တဲ့ engineer တွေအနေနဲ့လည်းဒီ structure drawing တွေ archi drawing တွေကိုအသေးစိတ်ကိုက်ပြီးတော့ဖတ်ပြီးတော့မှဘယ်အပိုင်းကနေဘယ်အပိုင်းထိမှာဆိုတော့ပြီးခဲ့မြေဘယ်လောက်ကုန်မယ်ဘယ်ပိုင်းကနေဘယ်ပိုင်းထိမှာတော့တန်ဘယ်လောက်ကုန်မယ်ဆိုတာတွေကိုအိမ်လုံးကအသေးစိတ်တွက်ချက်ပြီးရနောက်မှာတော့ကျွန်တော်တို့ယာကြီးရမယ်ပေါ့နော်ဒီလုပ်ငန်းမှာဆိုရင်ကျွန်တော်တို့ပြီးခဲ့မြေကဘယ်လောက်ကုန်မယ်တဲကဘယ်လောက်ကုန်မယ်ကြောက်ကဘယ်လောက်ကုန်မယ်ဆိုရဲအသေးစိတ်တွက်ချက်မှုတွေရတာပြီးတော့ဒီဟာကြီးကုန်ကြမ်းခိတ်တွေအကုန်ပေါင်းလိုက်ပြီးဆိုရင်တော့မိတ်ဆွေရဲ့အိမ်မှာကုန်ကြမဲ့ကုန်ကြမ်းခိတ်ရဲ့ခရင်လေးရတာမှာဖြစ်ပါတယ်ဒီကုန်ကြမ်းလေးခရင်လေးရတဲ့အပြင်နောက်ထပ်ဂိမ်းကုန်းတွက်ချက်နိုင်တဲ့အင်ဂျင်နီယာကြီးကဘာကြီးထပ်လုပ်ပေးအောင်မအောင်ဆိုရင်မြေရှင်းရင်ဘယ်လောက်ကုန်မယ်မြေကြီးကျိုးရင်ဘယ်လောက်ကုန်မယ်ပြီးရင်ဒီတန်ချောင်းလေးတွေကတန်ဘိုးကဘယ်လောက်ကုန်မယ်ပြီးရင်နောက်ထပ်ခါဘလုကမားတွေကဘယ်လောက်ကုန်မယ်ခကဖြင့်လုပ်ငန်းစဉ်တစ်ခုချင်းပေါ့နော်တိုင်ထောင်ချင်းလုပ်ငန်းဘယ်လောက်ကုန်ပါလဲအုတ်ခီချင်းလုပ်ငန်းဘယ်လောက်ကုန်ပါလဲအုတ်ခီကမှမြေကြီးရဲ့ခီကဘယ်လောက်ကုန်ပါလဲပထမကခီကဘယ်လောက်ကုန်ပါလဲဒုတိယကခီကဘယ်လောက်ကုန်ပါလဲစသဖြင့်အသေးစိတ်နေရာတိုင်းမှာကုန်မဲ့ကုန်ကြခီတွေကိုအပိုင်းလိုက်ကြီးပါဖြတ်ပြီးတော့တွက်ပေးထားတာဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေအနေနဲ့ဘယ်လုပ်ငန်းကတော့ဘယ်လောက်ကုန်မယ်ဆိုတာလည်းသိသွားမယ်အိမ်လုံးကဘယ်လောက်ကုန်မယ်ဆိုတာလည်းသိသွားမယ်ဒီဟာကိုသိထားခြင်းအားဖြင့်အဆောက်အဦဆောက်တဲ့အခါမှာငွေကိုဘယ်လိုပြင်ဆင်ရမှာလဲငွေကြီးကတ်လာပြီဆိုရင်ဘယ်အပိုင်းမှာတော့ဘယ်လိုလုပ်ရမှာလဲဆိုတာရှိကြတယ်လို့ contract တွေဆောက်လုပ်ရေးကုမ္ပဏီတွေကိုပစ္စည်းဖို့လက်ခံငယ်အပြတ်အပ်မယ်ဆိုရင်လေဒီကုန်ကြမ်းခိတ်တွေတွက်ချက်ထားတဲ့ဟာကိုကြည့်ပြီးတော့မှဒါဆိုရင်တော့အိမ်ဆောက်ဖို့ကုန်မှာတော့ဘယ်လောက်ပါဆိုတာကိုအသေးစိတ်ထပ်ပြီးတော့တည်လာမှာဖြစ်ပါတယ်။ပစ္စည်းခိတ်တက်ရင်ပဲဖြစ်ကြရင်ပဲဖြစ်အပြတ်အပ်လိုက်ခဲ့ဆိုရင်အိမ်ရှင်ကဘာမှခေါင်းပူစရာမလိုတော့ဘူးပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးကုမ္ပဏီငယ်အပြတ်အပ်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီအိမ်ကဘယ်လောက်ကုန်ကြတင်တာလဲဆိုတာသိထားဖို့လိုပါတယ်။တကယ်ကုန်ကြတင်တာထက်ရော့ပြီးကုန်ကြနေရင်လုပ်ငန်းမှာရှိမဲ့ပစ္စည်းတွေရဲ့အရေးအတွက်အရေးအသွေးခါတာတွေကိုစိုးရိမ်ရမှာဖြစ်တယ်လို့ကုန်ကြတင်တာကအရင်ကြီးပို့ပြီးတော့ကုန်ကြသွားမယ်ဆိုရင်လည်းမိမိရဲ့ budget နဲ့ပြန်ပြီးတော့ချိန်ဆရမှာရှိပါတယ်။တခုရှိရတော့ကျွန်တော်တို့ကုမ္ပဏီတစ်ခုနဲ့ခု၄ယူတာတွေတော့မတူကြဘူးပေါ့နော်။ကျွန်တော်တို့မောင်ရင်ကားစားတယ်လို့ပေါ့နော်။လမ်းမေးခိုင်မှာမောင်ရင်ကားစားရရဲ့လက်ဖေးခိုင်မှာမောင်ရင်ကားစားရရဲ့အရှင်းမြင့်လက်ဖေးခိုင်မှာမောင်ရင်ကားစားရရဲ့ဟော့ကဲမှာမောင်ရင်ကားစားရရဲ့ဒါတွေကတစ်ခုနဲ့ခုတူမှာမဟုတ်တယ်လို့သူတို့ရဲ့စီရရမယ် service တွေရတယ်တူမှာမဟုတ်တဲ့အတွက်ဈေးများတဲ့အပိုင်းမှာဆိုတော့မိမိရဲ့ရွေးချယ်မှုဟာအဓိကဖြစ်ပါတယ်အခြေခံကုန်တဲ့နောက်ကိုတော့အရင်ဆုံးသိထားရမယ်ပေါ့နော်အဲ့ခက်ရော့ကုန်နေဆိုရင်တော့ကျွန်တော်တို့ပြန်စဉ်းစားဖို့တော့လိုပါတယ်ပို့ကုန်နေဆိုရင်တော့ဒါကိုယ့်ရဲ့ရွေးချယ်မှုဖြစ်ပါလိမ့်မယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကဒီလိုအခြေခံကြတဲ့အဆင့်တွေကိုစပြီးတော့လောက်ထားပြီးပြီဆိုရင်ကျွန်တော်တို့အိမ်ဆောက်ဖို့အတွက်ဆိုရင်ဒီခါရွက်ခါကန်းလေးကိုကင်ထားရမယ်ကိုငားမကင်ငါမှပြဿနာမရှိပါဘူးဒီဇိုင်းလေးဆိုရင်လည်း service တွေကိုအပ်ခဲ့ဆိုရင်အဲ့ service အပ်ခဲ့ engineer တွေနဲ့ကင်နေလို့ရတယ် construction company တွေကို one stop အပ်မယ်ဆိုရင် construction company တွေကပေးကြရဲဟုတ်လို့ contract တွေ archi structure တွေကုန်ကြကိတ်ကွက်ချက်မှုတွေအကုန်လုံးကိုမိမိယုံကြည်တဲ့တခြားငားခဲ့တဲ့ engineer တွေနဲ့ပြန်ကင်မင်ပြီးတော့ပြန်ပြီးစစ်ဆေးလို့လည်းရပါသေးတယ်ဆိုတော့ကြတော့ဒီလိုမျိုးကေကအတိအကျရင်နဲ့ထွက်ထားပြီးပြီဆိုရင်တော့မိတ်ဆွေရဲ့အိမ်ကမိတ်ဆွေရဲ့လက်ထဲမှာဘယ်လိုကောက်မလဲဆိုရဲအဖြစ်ပဲလိုပါတော့တယ်ခေးကောက်သွားမယ်ဆိုရင်လည်းဒီထဲမှာလုပ်ငန်းစဉ်တစ်ခုချင်းစီကိုကတတိဝယ်ပေးပြီးတော့ကိုယ်တိုင်ကင်ပြီးဆောက်ကြဆိုရင်လည်းခေးကန့်ကင်ချေရှိခဲ့ဟာရေဆိုရင်ကြိုပြီးတော့ဝယ်ထားပြီးပြင်ဆင်လို့ရတယ်ခေးအကက်အကျတွေပေါ်မူတည်ပြီးတော့လည်းအပိုင်းလိုက်အလုပ်လုပ်ခဲ့ဆိုရင်လည်းကိုကပြီးထားတဲ့ဟာတော့ဆယ်မီနီရအောင်ရှေ့ခက်ကက်ကမှရေအတွက်အများကြီးပြင်ဆင်လို့ရတယ်ဒီဟာကိုကင်ထားခြင်းအပြင်စိတ်ညစ်စရာမလိုဘဲနဲ့အများကြီးပြင်ဆင်လို့ရတဲ့အိမ်လေးကလုံးခေရှမ်းသားကဒီခောက်နိုင်မှာဖြစ်ပါတယ်ဒီခက်ပိုရော့သွားတဲ့ဟာကြီးကြတော့လေဆောက်ကပြောဈေးကက်လို့ဆိုပြီးတော့ quality short ချပြင်တယ်ကိုငီမဲ့အိမ်ကကိုစိတ်ကိုင်းကြဖြစ်မှာမဟုတ်တော့ပါဘူးဆိုတော့ quality ပြည့်မီတဲ့အိမ်ကလုံးကိုဒီခောက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီအခြေခံလိုအပ်ချက်တွေကိုကင်တွယ်ပြီးတော့ဒီခောက်ကြပါလို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကအကျိုးဆောင်ပြရှိမယ်ဆိုရင်
ကျွန်တော်တို့ကို like and follow လုပ်ထားပေးပါအောင်ကျွန်တော်ဒီခက်ပို့ခဲ့နောက်ထပ်မိတ်ဆွေတွေကအကျိုးရှိစေမဲ့အကြောင်းအရာကြီးထပ်ပြီးတော့တင်ပြပါဖို့အများကြီးရှိပါတယ်ခင်ဗျာအဆုံးကြီးကြည့်ပြီးရတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ